မင်္ဂလာပါချစ်ခင်လေးစားအပ်သောမြမတက်ချက်ဝါသနာရှင်များခင်ဗျာကျွန်တော်ကျက်ပညာများကြီးခိုင်ပါယနေ့မြမတက်ချက်ဝါသနာရှင်ညီကိုတွေကိုကျွန်တော်ကြီးခိုင်ပြန်လဲမျှဝေပေးခြင်းတာကတော့ကျက်ဝေနီးဖြစ်ပါတယ်ဝါရင်ကျက်သမားကြီးများအတွက်လိုအပ်မှုနည်းပေမဲ့တက်သစ္စလူငယ်ကျက်ဝါသနာရှင်တွေအတွက်အသုံးဝင်စေရန်ကျွန်တော်ကြီးခိုင်ပြန်လည်၍မျှဝေပေးလိုက်ပါတယ်တိုက်ကျက်တကောင်ရွေးဝယ်မယ်ဆိုရင်အဓိကခေါင်းလဲရင်ပေါင်ခြေခါဒါကိုပထမဦးစားပေးရွေးချယ်ရပါမယ်အမွေးအယောင်ခြေစီမျက်လုံးမျက်အိမ်မျက်ခုံးတောင်ပံအမီးစသဖြင့်ကိုနှစ်သက်တာကြည်ပြီးဒုတိယရွေးချယ်ရမှာပါအဓိကခွတ်မှုတွေကတော့မိမိလူယုံတော်၎င်းမိမိစိတ်ကြိုက်လက်တွေ့အမြင်နဲ့၎င်းဝယ်လို့ရနိုင်ပြီးတင်မတည်သေးတဲ့ကြက်ရိတ်ကြက်ကဲနှင့်အဓိကဝေခါနီးကြက်တကောင်ဟာဒဏ်ကတ်နေသလားတိလိုပါလင်ဒဏ်ကတ်နေသောကြက်တို့ဤလဲအတောင်ဆိုင်အထဲအသားအရည်သည်မာတင်းနေခြင်းထက်လက်မနှင့်လက်ညှိုးဖြင့်ဖြစ်ကြည်လင်မာခောက်ဖြစ်နေခြင်းဒဏ်ဝင်နေသောနေရာတို့သည်အခြားအသားရည်တို့ထက်ပူလောင်နေခြင်းအမွေးအတောင်တွေအဆိုးအချောက်ခွဲခြားသိမြင်တတ်ဖို့လိုအပ်ပါသေးတယ်အဓိကမကြပေမဲ့များသောအားဖြင့်အမွေးချောက်တဲ့ကြက်တွေဟာကြက်ကက်ရာမျက်နှာပန်းလှပေမဲ့အမွေးဆိုသောကြက်တွေဟာအမွေးတောင်ခိုင်ခန့်မှုနေပါခြင်းအမွေးကျွတ်ခြင်းလဲပြောင်းခေါင်းပြောင်ခြင်းကြောင့်ကြက်ကက်ရာတွင်အစင်ပြေတာများပါတယ်ဝေခါနီးကြက်သည်မျက်လုံးမျက်စံတို့သည်ဆွေဆောင်းမနေပြူးကျဲမနေသောညာလဲမိမိပုံမှန်အတိုင်းရှိနေစေကမူအခြားကြက်ဖတစ်ပေါင်းကိုယူ၍ရှိမှတော်၎င်းအနောက်မှတော်၎င်းအပေါ်မှတော်၎င်းအောက်မှတော်၎င်းကြက်အတန်မထွက်စီပဲညှူကြည့်သင့်ပါတယ်မျက်လုံးနှစ်ဖက်စလုံးကိုတေချာစစ်ကြည့်ပြီးမှယူပါထိုမှတနည်းအစာကောက်ကြက်ချင်းဆောင်းလင်ဆောင်းငန်းနှင့်တစ်ဖက်တည်းဖြစ်နေလင်အခြားတစ်ဖက်သည်အမြင်အာရုံအားနေကြောင်းသိနိုင်သည်အကျော်တံများကိုဤသူသောနီးစစ်ဆေးနီးဖြင့်သိနိုင်ပါတယ်ဒီဗီဒီယိုလေးကိုအစအဆုံးနားဆင်ပေးမှုအတွက်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကျက်ပညာများကြီးခိုင်ဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ခေါက်ကျက်ပညာများဗီဒီယိုမှာပြန်ဆောင်ကြပါသေးတယ်